မြေငလျင်လည်းကြောက်တယ်ငလျင်လှုပ်မှာကိုလည်းစိုက်ကိုဖြစ်နေတယ်ဆိုရင်တော့ low rise တွေကိုရွေးဝယ်တဲ့လူတွေကလည်းတီးတန့်အောင်ရှိရဲအဲ့ဒီလူတွေအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အခု8လွာပဲရှိရဲပြီးစီးထားတာမှာဒီနှစ်ထဲမှာပြီးစီးထားတာမကြသေးရဲ low rise condo တစ်ခုဖြစ်တဲ့ဈေးနှုန်းကsquare meter ကိုဘတ်3သိန်းနဲ့မှ9000လောက်ကနေစပြီးဝယ်လို့ရမှာသူတို့က VVIP sale အနေနဲ့ sale ချပေးထားတာပေါ့နော်အဲ့ဒီဟာကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ Pruxa developer ကတိစောက်ထားတဲ့ chapter 1 more kasak ဆိုတဲ့ဒီ project ကျွန်တော်နောက်ကအဆောက်အဦတွေပဲဖြစ်တယ်ဒီအဆောက်အဦတွေဟာဆိုလို့ရှိရင်တော့အောက်ထပ်မှာကားပါကင်တွေထားရှိပြီးတော့8လွာပဲရှိရဲ low rise ဖြစ်တယ်ပြီးသွားရင်ငလျင်တန်းခံနိုင်အောင်လဲသူတို့စောက်ပေးထားတယ် project ကလည်းပြီးတာမှမကြသေးဘူးအိမ်ကလည်းအသစ်ဖြစ်တယ် location အကြောင်းကိုအထဲမှာရှင်းပြပေးမယ်ခင်ဗျာအထဲထဲကိုတစ်ချက်လိုက်ပေးပါအခုဒီမှာဆိုလို့ရှိရင်ဒါကကျွန်တော် location ကိုကျွန်တော်တို့ဒီ TP ဘောကနေရှင်းပြမယ်ဒီမှာကျွန်တော်တို့အခုရောက်နေတာက chapter 1 more kasak ဆိုတဲ့ဒီ project ပေါ့နော်ဒီက ready to move ဖြစ်သွားပြီရှောင်းနေတဲ့နေရာအဲ့ဒီနေရာကနေပြီးတော့မှအရှိမဆိုလို့ရှိရင်ကျွန်တော်တို့မျက်နှာချင်းဆိုင်မှာပဲဘာနဲ့နီးတယ်ဆိုအစိမ်းလိုင်းနဲ့နီးတယ်အစိမ်းလိုင်းတောက်ချောင်းနဲ့နီးတာအစိမ်းလိုင်းတောက်ချောင်းနဲ့နီးတာမှာသူနဲ့နီးတဲ့အစိမ်းလိုင်း station ရောကျွန်တော်တို့ Kasak Stuck ဆိုတဲ့ university ရဲ့ station ဖြစ်တယ်အဲ့ဒီ station ကနေပြီးတော့အစိမ်းလိုင်းတောက်လျှောက်ကိုကျွန်တော်တို့တက်ပြီးတော့သွားလို့ရတယ်မြို့ထဲသွားလို့ရတယ်ပြီးတော့ရှင်ဒီအစိမ်းလိုင်းကနေပြီးတော့မှ line chain ပြီးတော့လဲကျွန်တော်တို့ pink line ကနေပြီးတော့ဒီ Ramintra ပေါ့နော်ကျွန်တော် airport link ကိုသွားလို့ရသေးတယ်ပြီးတော့လို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဘာတွေနီးလဲဆိုရင်နီးတဲ့နေရာတွေကိုကျွန်တော်စပြောပြမယ်တို့ university နီးတာလေးစပြောလိုက်မယ်အနည်းဆုံးပေါ့နော်ဒီအစိမ်းလိုင်းမှာရှိတဲ့ဒီ Kazakhstan University နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့5 minute ပဲဝေးတယ်ဒီမှာဒီကူတရာလေးရှိရဲကူဝါလိုက်တာလည်းရောက်တယ်ပြီးတော့လို့ရှိရင်ဒီမှာဆိုရင် Royal Forest ဆိုရဲဒီ station နဲ့ဆိုလို့ရှိရင်လည်းဒီ apartment ရှိမှဒီ department ရှိမှရှိတဲ့ station နဲ့လည်း5 minute လောက်ပဲဝေးတယ်ကျွန်တော်တို့university နဲ့နီးရလေးနဲ့ station နဲ့နီးရလေးပေါ့ပြီးတော့လို့ရှိရင်နောက်ထပ်ဘာနဲ့နီးသေးလဲဆိုလို့ရှိရင်ကျွန်တော်တို့ဆေးရုံဆေးကန်းဆိုလို့ရှိရင်ဒီအနည်းဆုံးဆိုလို့ရှိရင်ဒီမှာ Vipawari Hospital ရှိတယ်ဒီ Vipawari Hospital ဆိုလို့ရှိရင်ဒီမှာ5 minute ပဲဝေးတယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီ CGH Hospital နဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့9 minute ပဲဝေးတယ်ပေါ့နော်ပြီးတော့လို့ရှိရင်ကျွန်တော်တို့shopping mall တွေအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Central Ramintra ရှိမယ် Central Ramintra နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့12 minute ပဲဝေးတယ်တကယ်တမ်းနီးတာကတော့ဒီဘက်အောက်မှာရှိရကျွန်တော်တို့ Central Laprao ဒီ Central Laprao နဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့က9 minute လောက်ပဲဝေးတယ်ဒါကတော့ကျွန်တော်တို့ shopping mall တွေပေါ့နော်ပြောလို့ရှိရင်ဒီ shopping mall တွေပြင်ဒီအသားငါးပြီးရလေးတွေဝယ်ဖို့တော့ကကြတော့ကျွန်တော်တို့ low tax ပေါ့နော် low tax လက်စီနဲ့ဆိုလို့ရှိရင်10 minute ပဲဝေးတယ်ဆိုတော့သူ့ရဲ့အသားချက်ကနောက်ထပ်ကကျွန်တော်တို့ဒီ Domon လေစိမ်းနဲ့လည်းနီးတာပေါ့နော်ဒီ Domon လေစိမ်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့14 minute ပဲဝေးတယ်ဆိုတော့ဒီမြန်မာပြည်သူပြည်သားတွေတော့ကတော့ဘယ်နိုင်ငံပဲထွက်တဲ့ဒီ Domon လေစိမ်းကနေပြီးတော့ကြတော့ဒီကျွန်တော်တို့အိန္ဒိယချင်းနိုင်ငံတွေကထွက်လို့ရတာဆိုတော့ဒီမှာနီးတဲ့ project တစ်ခုဆိုတော့အဆင်ပြေလို့ပြောရမယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီမှာနေနဲ့ visa extension တိုးတာတော့ဘာလို့တွားလုပ်တယ်ကျွန်တော်တို့ ID square နဲ့ဆိုလို့ရှိရင်ဒီ Lexi ပေါ့နော်ဒီနားမှာရှိတယ်အဲ့ဒါဆိုလို့ရှိရင်လည်းကျွန်တော်တို့16 minute နဲ့14 minute ကြားလောက်ပဲဝေးတယ် location ရဆိုလို့ရှိရင်လည်းတော်တော်ကောင်းတယ်လို့လည်းပြောလို့ရကျွန်တော်တို့ဒီအခု chapter 1 more ဆိုတဲ့ဒီ project ပေါ့နော်ဒီ project ကကျွန်တော်အခုဒီမှာ location လေးတွေကိုဒါအနည်းဆုံးခြုံငုံပြီးတော့ပြောပြလိုက်တဲ့တဲမှာဆိုရင်တော်တော်များများစေးုံစေးကန်းနဲ့လည်းနီးတယ်shopping mall နဲ့လည်းနီးတယ်ပြောချင်းမီးရထားလိုင်းဆိုလို့ရှိရင်လည်းဒီ pink line ရောဒီ BTS အစိမ်းလိုင်းတွေရောဆိုတော့အစိမ်းလိုင်းနဲ့နီးရောမျိုးတွေသွားလို့လည်းအဆင်ပြေတယ် airport နဲ့လည်းနီးတယ်တက္ကသိုလ်ကျောင်းနဲ့လည်းနီးတယ်ပြီးရင်ဒီနားမှာ 7-Eleven တို့ဘာလို့ဆိုရင်ထိထွက်လိုက်တာနဲ့လည်းရှိရဆိုတော့ဒါကအင်မတန်ကိုမှပြောမယ်ဆို location ရဆိုလို့ရှိရင် low rise လည်းဖြစ်တယ်ဈေးနှုန်းကလည်း28 square meter ကိုဘတ်3တန်းစွန်းစွန်းကနေစတယ်1 square meter ကိုဘတ်3သိန်းနဲ့9000လောက်ကစတဲ့ project ဖြစ်တော့ဘိုက်တယ်လို့ပြောမယ်ကျွန်တော်တို့ mock up အခန်းလေးတွေ unit ခန်းလေးတွေတွားကြည့်မယ် mailbox ထည့်တဲ့နေရာတွေပေါ့နော်ကွန်ဒိုအစဆုံးပြပါမယ် mailbox ထည့်တဲ့နေရာဒီမှာဆိုရင်ကျွန်တော်တို့ lift ပေါ့နော်အဲအတိုင်းပဲ8လွှာပဲရှိရပေါ့နော်ကျွန်တော်တို့အခုရောင်းတဲ့နေရာမှာရမယ့်အလွှာကြီးကတော့3လွှာ6လွှာ8လွှာပေါ့နော်အဲ့ဒီအလွှာ3ထပ်ပဲရမှာပေါ့အောက်ထပ်ကြိုက်တဲ့လူကတော့3လွှာယူပေါ့တစ်ထပ်အလောလဲကြိုက်တဲ့လူ6လွှာယူပေါ့နော်အမြင့်ဆုံးကြိုက်တဲ့လူကတော့8လွှာယူပေါ့โอเคအဲဆိုလို့ရှိရင်ကျွန်တော်တို့4လွှာမှာရှိရဲ့နမူနာ show unit အခန်းလေးပေါ့နော်34 square meter 1 bedroom plus အခန်းလေးဖြစ်တယ်ဆိုတော့ okay ဒီမှာအခန်းလေးကိုကျွန်တော်စပြီးတော့ပြမယ်အခန်းလေးထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဝင်လိုက်ချင်းမှာစပြီးမြင်ရရင်သူရဲ့ floor plan တွေကတော့ဒီမှာဆိုလို့ရှိရင် dining table လေးတွေ့ရမယ်စပြီးတန်းရောက်တာမှာတော့
ဒီမှာကျွန်တော်တို့ living room ကိုတန်းရောက်သွားမယ်ဝင်ချင်းညာဘက်မှာဆိုရင်ကျွန်တော်တို့ bathroom အကျယ်တစ်ခုရှိတယ်ဒါ bathroom အကျယ်ပြီးတော့လို့ရှိရင်ဒီမှာ shoe box ထားလို့ရမယ် space လေးပေါ့နော်တစ်ခုရှိမယ်ပြီးတော့လို့ရှိရင်ဒီမှာဆိုရင် bedroom ရှိမယ်နော်အဲ့တော့ဒီ bedroom ကကျွန်တော်တို့ဒီအခုထားတဲ့အပြင်က bathroom နဲ့ဆိုရင်ဒီ bathroom ကအပြင်ကရှိတဲ့ဧည့်သည်ဆောင်တဲ့နဲ့ဒီ bedroom မှာနားခိုတဲ့လူနဲ့အတူတူတွဲပြီးတုံးလို့ရမယ်ပုံစံမျိုးတကားကိုနှစ်ဖက်ဖောက်ပေးထားတယ်အိတ်ခမ်းတွေကလည်းဒီ bathroom အတွက်တကားဖောက်ပေးထားတယ်အပြင်ကလည်းတကားဖောက်ပေးထားတယ်အတွက်ကြောင့်မလို့ဒါကတော့ဒါကျွန်တော် combine bathroom ဖြစ်သွားတယ်ဒါကတော့အိတ်ခမ်းလေးပေါ့နော်ဒါဆိုလို့ရှိရင်အဝတ်ဗီဒီယိုလေးပါမယ်ဆိုတော့ကျွန်တော်တို့အခုပြတဲ့ထဲမှာဆိုလို့ရှိရင်ဒီက promotion ပေးထားတဲ့အနေနဲ့ဒါ fully furnished တော့မဖြစ်ဘူး standard furniture ပေါ့နော် standard furniture အနေနဲ့ပါဝင်မယ်လျှက်စစ်ပစ္စည်းဆိုရင် TV လက်မ40ပေးတယ်aircon ပေးတယ်ရေခဲတစ်တာပေးတယ်ပြီးရင် microwave ပေးတယ်ဒါကတော့သူတို့ electronic နဲ့ပတ်သက်တာတော့ဒါပေးတယ်ကျန်တာကတော့ standard furniture ပဲဖြစ်မယ်ဒီမှာဆိုရင်ဝရန်တာလေးတစ်ခုရှိမယ်ဒီမှာဆိုလို့ရှိရင် kitchen room လေးရှိမယ်ဒီ kitchen room လေးကကျွန်တော်တို့ slide door လေးနဲ့ကာပေးထားရဆိုတော့ဒီမှာဆိုရင် exhaust fan လည်းရှိရဲ့အတွက်ကြောင့်မလို့ slide door လည်းကာပေးထားတဲ့အတွက်ကြောင့်မလို့အပြင်ကိုအနက်သက်ရောက်မှအငွေ့တွေရောက်မှစိတ်ပူစရာမလိုဘူးဒီ cabinet လေးလည်းပါမယ် standard furniture ဖြစ်တဲ့အတွက်ကြောင့်မလို့ပြီးရင်တော့ဒါ plus အခန်းလေးပေါ့နော် plus အခန်းလေးရလည်း kitchen room နဲ့ living room ရဲ့ကြားလေးထဲမှာရှိတာပေါ့နော်ဒီ plus အခန်းလေးကလူနေလို့လည်းရတယ်နော် one bedroom အနေနဲ့တယောက်စာနေလို့လည်းရတယ်ဒါမှမဟုတ်ကိုရုံငန်းလေးဖွင့်မယ်ဆိုလည်းရုံငန်းလေးလုပ်လို့ရတယ်ကိုစိတ်ကြိုက်လုပ်လို့ရတဲ့အခန်းလေးပေါ့နော်โอเคအဲ့တော့နောက်ထပ်တစ်ခန်းဆက်သွားလိုက်ရအောင်ခင်ဗျာ34 square meter one bedroom အခန်းလေးဆိုလို့ရှိရင်ကျွန်တော်တို့အောက်ထက်ကတော့ဘတ်4တန်းစွန်းကနေစတယ်4တန်းကိုနည်းနည်းလေးပဲစွန်းတာအများကြီးမစွန်းအဲ့တော့28 square meter one bedroom အခန်းကိုသွားမယ်အဲ့28 square meter one bedroom အခန်းလေးကလည်းဖွဲ့စည်းပုံတအားမိုက်တယ်ကျွန်တော်တို့28 square meter one bedroom အခန်းဆိုတော့ဒီ28 square meter one bedroom အခန်းဆိုလို့ရှိရင်ကျွန်တော်တို့ဘတ်3တန်းနဲ့စွန်းလေးပဲအများကြီးမကျော်ဘူးဘတ်3တန်းစွန်းလေးကနေစမယ်အခန်းဖြစ်မယ်ဆိုတော့အခန်းရဲ့ဖွဲ့စည်းပုံလေးကိုကျွန်တော်တစ်ချက်ပြပေးမယ်အခန်းကိုဝင်ချင်းမှာဆိုလို့ရှိရင်28 square meter ကတော့အများသောအားဖြင့်တော့ studio type ပုံစံမျိုးလေးတွေများတယ်အဲ့ဒါအောင်မှသူတို့ bedroom လေးလုပ်ပေးထားရပါတော့ဝင်ချင်းမှာဆိုရင်ကျွန်တော်တို့ dining table လေးနဲ့ကျွန်တော်တို့ living room လေးကိုစပြီးတော့တွေ့ရမယ်ဆိုလို့ရှိရင်ဒီဘက် living room ရဲ့ဒီဘက်ညာဘက်မှာဆိုလို့ရှိရင် kitchen room လေးကိုထပ်ခွဲပေးထားတယ်cabinet လေးကလည်းထည့်ပေးထားသေးတယ် slide door လေးနဲ့လုပ်ပေးထားပြီးတော့ exhaust fan လေးလည်းရှိရဲဆိုတော့တမန်တိုင်းပြောရရင်တော့ဒီလို studio type ပုံစံလေးကိုမှသူတို့က kitchen room လေးကို slide door လေးလည်းလုပ်ပေးထားတယ်တီးတန့်ခွဲထုတ်ပေးထားတယ်မြန်မာလူမျိုးတွေတော့တအားအဆင်ပြေတယ်ဟင်းချက်ပြုတ်ကတအားကောင်းသွားဝရဏထွက်ချက်စရာမလိုတော့ဘူးပေါ့နော်ဆိုတော့ဒါကတော့ living room ကနေတက်သွားလိုက်ရင် slide door လေးနဲ့ကာပြီးတော့ကျွန်တော် bedroom လေးကိုထားပေးထားတယ်ဒီမှာဆိုလို့ရှိရင်တော်တော်ဖွဲ့စည်းမှုကြရတယ်မှာပါတယ်ပြီးတော့မှဒီဘက်မှာတစ်ဆင့်ဒီနေရာကတော့ကိုယ့်အနေကိုတကားပေါ့ slide door ကာခြင်းလဲကာလို့ရတယ်တို့တော့မကာပေးထားဘူးပေါ့နော်အဲ့မှာဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ bathroom လေးရှိမယ် bathroom လည်းကျယ်တယ် studio type ပုံစံလေးပေါ့နော်28 square meter ချင်းလေးလို့ထင်ရမယ်ချင်းလေးဖွဲ့စည်းမှုကြကြလေးလုပ်ပေးထားတယ်ကျယ်တယ်ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဝက်ဗီဒီယိုလေးဒီမှာဆိုလို့ရှိရင်တော့ဝရဏလေးဒီမှာဆိုလို့ရှိရင်ကျွန်တော်ပြပြချင်တာက standard furniture လေးဒီအကုန်ပါမယ်ကျွန်တော်ပြတဲ့အခန်းကတော့ mock-up အခန်းဖြစ်တဲ့အတွက်ကြောင့်မလို့ wall decoration တွေလုပ်ထားတာเนาะအဲ့အတွက်ကြောင့်မလို့ decoration ကတော့တကယ်ဝဲအချိန်မှာပါမှာမဟုတ်ဘူး wall decoration တွေပါမှာမဟုတ်ကိုယ့်အနေကိုပြန်လုပ်လို့ရတယ်အကုန်လုံးကတော့အဖြူဝဲဖြစ်မယ်ဒါအကုန်လုံးအဖြူဝဲဖြစ်မယ် standard furniture တွေဖြစ်တဲ့ dining table တွေပြီးသွားလို့ရှိရင် living sofa တွေပြီးသွားလို့ရှိရင်ဒီလိုမျိုး TV တင်စိတ်လေးတွေပြီးသွားလို့ရှိရင်ဒီမှာကျွန်တော်တို့အဝတ်ဗီဒီယိုလေးတွေပြီးရင် bathroom မှာသုံးတဲ့အသုံးဆောင်အကုန်ပါမယ်ပြီးတော့ရှင်ဒီမှာဆိုလို့ရှင်ဂရင်ပါမယ်ပေါ့နော်ဂရင်ပါမယ်ပြီးရင် aircon တွေပါမယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီ kitchen room ထဲမှာဆိုလို့ရှင်ဒီလို cabinet တွေ exhaust fan တွေပါမယ်အဲ့အပြင်သူတို့အပိုလက်ဆောင်တွေနဲ့ပေးထားတာက TV လက်မ40ပေးထားမယ်microwave ပေးမယ်ရေခဲတစ်တာပေးမယ်ပေါ့နော် standard furniture ဆိုတာကတော့အခြေခံ furniture တွေပဲပါဝင်တာဖြစ်ပါတယ် fully furnished ဆိုရင်တော့ plastic ပစ္စည်းအစအခြေခံ furniture တွေအစုံအကုန်ပါတာကို fully furnished လို့ခေါ်ပါတယ်အဲ့ဒီထဲမှာ fully furnished ကိုမှ RFC package ဆိုတာရှိပါတယ် RFC package လို့ပါလာပြီဆိုလို့ရှိရင်ဒီလိုမျိုးဒီလိုစောင်းအထူတွေပေါ့နော်ပြီးရင်အိယာခင်းတွေခေါင်းအုံးတွေခေါင်းအုံးစွတ်တွေဒီလိုမျိုးလေးတွေဒီလိုအခင်းလေးတွေပြီးရင်ရေချိုးကန်းသုံးတပတ်မျက်နှာတစ်တာတပတ်အကြီးတပတ်အသေးအဲ့ဒါခြေတုပ်ခုံလေးတွေအဲ့ဒါအစားအကုန်ပါတာကို RFC package လို့ခေါ်ပါတယ်
ဒါကတော့ကျွန်တော်တို့53 square meter 2 bedroom အခန်းလေးပဲဖြစ်ပါတယ် Okay ဆိုတော့ဒါလေးကဘတ်6တန်းစွန်းစွန်းကနေစမှာဆိုတော့အထဲထဲမှာ2 bedroom ဖြစ်တယ်တစ်ချက်ကျွန်တော်ရှိုးရင်လေးပြပေးမယ်ဆိုတော့မြန်မာလူမျိုးတွေကြိုက်ဖြစ်မယ်အခုဝင်ဝင်ချင်းမှာမြင်ရတာတော့ဒါ53 square meter 2 bedroom ဈေးနှုန်းက6တန်းစွန်းစွန်းကနေစမယ်ဝင်ဝင်ချင်းမှာကျွန်တော်တို့ kitchen room လေးလုပ်ပေးထားတယ်ဒါပေမဲ့ဝင်ဝင်ချင်း kitchen room ဆိုရင်ပဲအဲကန်းနဲ့အိတ်ခန်းအနေနဲ့ကိုအနက်မကူအောင်ကျွန်တော်တို့ဒီမှာ slide door သုံးပေးထားတယ်ဒါအပြင်ကိုဒီမှာ exhaust fan လည်းရှိတယ် Okay ဒါကဝင်ဝင်ချင်းရဲ့ဘယ်ဘက်အချမ်းเนาะဝင်ချင်းရဲ့ညာဘက်ချမ်းမှာဆိုလို့ရှိရင်ဒီလိုမျိုးပေါ့เนาะဒီစားစရာတောက်စရာကျွန်တော်တို့ထားခြင်းနဲ့ထားလို့ရတယ်ဒါမှမဟုတ်ရင် shoe box တွေလည်းထားလို့ရတယ်ပေါ့နော်အဲ့လို space တစ်ခုတော့ထားပေးထားရတယ်ဒါကတော့သူတို့ decoration ဆင်ထားတာလေးကိုပြတာပါဒီလို space နေရာလေးအပိုလေးတစ်ခုပါသေးတယ်ဆိုတာကိုကျွန်တော်ရှင်းပြတာပါဒါကြီးကတော့ဝင်ပါမှာမဟုတ်ဘူးကိုယ့်နဲ့ကိုယ်လောက်ရင်တော့ရမှာပေါ့နော် Okay ဒီမှာဆိုလို့ရှိရင်ဝင်ချင်းမှာ living room ကိုစပြီးတွေ့ရမှာဖြစ်တယ် living room ကဒီမှာက53 square meter ဖြစ်သွားတဲ့အတွက်အင်မတန်ကျယ်သွားပါတယ်ကျွန်တော်တို့ town house တစ်လုံးရဲ့ living room လောက်ကိုကျယ်သွားတယ်ခင်ဗျဆိုတော့ living room မှာဒီမှာဆိုရင် veranda လေးနဲ့လည်းတွဲရက်ကလေးလုပ်ပြီးတာ veranda လည်းပိုကျယ်သွားတယ် living room ကလည်းတော်တော်ကိုကျယ်သွားတယ်တော်တော်ကျယ်သွားတယ်ဒီမှာ video ထဲမှာမြင်ရတယ်တော်တော်ကိုကျယ်သွားတယ်ဒီမှာဆိုရင်ဒါ dining ပေါ့နော် dining table လေးထားပေးထားတယ်အခု video ထဲမှာပြတာတော့ဒါ mock up လုပ်ထားတဲ့အခန်းလေးတွေဖြစ်တဲ့အကြောင်းမလို့ဝယ်ရင်တော့ဒီလိုမျိုး decoration center တော့ပါမှာမဟုတ်ဘူးပေါ့နော်ပါမှာတော့ standard furniture plus ကျွန်တော်ခုနကပြောတဲ့ layer စစ်ပစ္စည်းတွေပေါ့နော်ဒီဘက်မှာရှောင်းလန်းလေးတစ်ခုရှိရဲဒီရှောင်းလန်းလေးအတိုင်းမှာဆိုလို့ရှိရင်ဒီဘက်ရှောင်းလန်းလေးရဲ့ဘယ်ဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ one bedroom အခန်းလေးပါပါတယ်ဒီ one bedroom အခန်းလေးကတော့ခလေးလေးတွေထားဖို့အတွက်လုပ်ပေးထားလိုမျိုးဆို decoration center ပါနော်စစ်စရာလေးတတမီလေးကိုချစ်ဖို့ကောင်းလိုက်တာဒီဟာလေးကနော်ဒါလေးက one bedroom အခန်းလေးပါ Yeah ဆိုတော့ဒီ one bedroom အခန်းကလူတွေက bathroom သုံးမယ်ဆိုရင်တော့ one bedroom ရဲ့အရှိကတက်မှာ bathroom ရှိပါတယ်ဒီ bathroom မှာအပြင်မှာထိုင်တဲ့ဧည့်သည်ဆောင်တွေနဲ့ဒီ one bedroom မှာနေတဲ့လူအသုံးပြုတဲ့ဒါက bathroom မှာ bathroom တော်တော်ကျယ်ပါတယ်ပြီးတော့ရှင်ဒီမှာကတော့ master bedroom တစ်ခန်းပါပါတယ်ဒါကတော့ဖေဖေတို့မေမေတို့နေပေါ့ဆိုတော့ဒီမှာက master bedroom ကလည်းအခုနက bedroom တွေထက်ကိုပိုကျယ်သွားတယ်ဝရဏတော့မဟုတ်ဘူးเนาะဒီအပြင်က view ကိုကြည့်လို့ရမယ်ဒီမှာဆိုရင်ရေကူးကန်ရှိရဗျာဒီရေကူးကန်ရဲ့ view ကိုကြည့်လို့ရမယ်ဟာလေးတစ်ခုပါသွားတယ်rooftop တော့ပြောလို့မရဘူးပေါ့လေเนาะရေကူးကန်တော်တော်ကျယ်တယ်ရေကူးကန် view ကိုကြည့်လို့ရတယ်ဒါက master bedroom ပေါ့เนาะဒီမှာဆိုရင်အဝတ်ဗီဒီယိုတွေပါမယ်ပြီးတော့ရေကိုရဲ့walking space လေးတစ်ခုပါမယ်။ပြီးတော့ရှင်ဒီမှာ bathroom လေးပါမယ်။နော် okay ပါအဲ့တော့ဒီအခန်းလေးရဆိုလို့ရှိရင်လည်း2 bedroom 53 square meter ကိုဘတ်6တန်းစွန်းစွန်းနဲ့ရမယ်အခန်းလေးပဲဖြစ်ပါတယ်။အခုလိုကြေးကျင်တဲ့လူပဲဖြစ်ဖြစ်အခုလိုတွန်းကျင်တဲ့လူပဲဖြစ်ဖြစ်အခုလိုမကျင်တဲ့လူပဲဖြစ်ဖြစ်အခုလိုနင်းကျင်တဲ့လူပဲဖြစ်ဖြစ်စက်ပစ္စည်းအစုံရှိတဲ့ဂျင်ခန်းလည်းပါတယ် Okay နောက်ပြီးတော့အခုလို conversation lab တွေအခုလို thinking lab room တွေစေစကြရာအယုတ်ထင်မဲ့ expression lab room ဒီလိုမျိုးရုပ်ကလေးတွေကိုစေးပဲချဲကိုတိုင်းစေစကြရာပဲအယုတ်ပဲထင်ချင်းကျွန်တော်တို့ play lab ပြောမယ်ဆိုရင်တော့ gaming room ပေါ့နော်ဒီ gaming room လေးလည်းတခန်းပါရှိသေးတယ်ဒီမှာဆိုလို့ရှိရင်ဆော့လို့ရတယ်ဒီမှာဆိုလို့ရှိရင် every plus လေးကိုခစ်တော့အောင်လို့ပြီးဓာတ်ဆက်လည်းဖွင့်လို့ရတယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်စိတ်ကြိုက်အေးဆေးထိုင်ပြီးစာဖတ်လို့လည်းရတယ်ဒါကတော့ gaming room ပေါ့နော်ဒီမှာကကျတော့ cafe ပေါ့နော်ဒီ cafe နဲ့ပတ်သက်ပြီးတော့ဒီ coffee counter လေးတစ်ခုပေါ့ဗျာသူတို့ထိုင်းလို့ခေါ်ရင်တော့ cafe ပေါ့နော် cafe counter လေးတစ်ခုကိုထားပေးထားတယ်စိတ်ကြိုက်ကိုတိုင်းလည်းဖြော်ပြီးတောက်လို့ရတယ်စိတ်ကြိုက်ဒီမှာဘေးစင်မှာလက်တွေပါရဲ့ဆေးဒီမှာရေဘူးရေရှိတယ်ဒီမှာရေတောက်လို့ရတယ်ကိုတိုင်း cafe တောက်လို့ရမယ် cafe လေးဖြော်ပြီးတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော် co-working space လိုမျိုးလေးပေါ့နော် AC လေးထိုင်ပြီးတော့စာဖတ်လို့ရတယ်ခုလိုco-working space အကျယ်ကြီးရယ် co-working space ကနေပြီးတော့ဒီလိုဘားကောင်တာလေးမှာဘားလေးထိုင်တော့ရင်းနဲ့ကျွန်တော်တို့ရေအောက်ကဘာတဲကို
ဒီအပေါက်ကနေပြီးတော့ဆင်းကြမယ်စိတ်ကြိုက်ဇိမ်ခံလို့ရတယ်စိတ်ကြိုက်ရေကူးလို့ရတယ်ရေစိမ်လို့ရတယ်နေရာလေးနဲ့ရေကူးလို့ရမယ် swimming pool ကိုတန်းရောက်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ swimming pool ကိုလည်းရေကူးလို့ရလို့အတိမ်အနက်ကိုလောက်ထားပြီးတော့ swimming pool ကလည်းတော်တော်ကိုမှကျယ်တယ်အဲ့ swimming pool အကျယ်ကိုမှဒီဘက်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ jacuzzi ပုံစံမျိုးဟိုမှာဗျာရေစိမ်လို့ရတဲ့ပုံစံလေးထိုင်ပြီးခြေထောက်လေးချပြီးရေစိမ်လို့ရတယ်ပုံစံလေးလုပ်ပေးထားတယ်ဒီဘက်မှာဆိုလို့ရှိရင်လည်းဟိုးထဲမှာ jacuzzi လေးတစ်ခုပါသေးတယ်လှမ်းမြင်နေရတယ်အဲ့ဒီထဲမှာအပေါင်းသိန်းတွေထိုင်ပြီးတော့ရေစိမ်ပြီးတော့ချီးလို့ရတယ်ဗျာပြီးတော့လို့ရှိရင်ဒီရေကူးကန်ရဲ့အလဲကိုဝင်တဲ့လမ်းဒီရှောက်လန်းတစ်ခုကလည်းထားပေးထားတယ်ဆိုတော့ဒီနေရာ view ကတော်တော်မိုက်တယ်ဟို TikTok ဆော့တဲ့လူတွေဘာတွေအတွက်ဆိုတော့တော်တော်လှမဲ့နေရာလေးတစ်ခုဖြစ်ဒီနေရာတော်တော်မိုက်တယ်ဗျာရေကူးကန်ရဲ့အလဲကြီးမှာဒီလိုမျိုးနေရာ space လေးလုပ်ပေးထားတော့ TikTok လဲဆော့လို့ရတယ်ရေကူးရဲ့လူတွေကလည်းရေကူးကန်တစ်ခုတည်းကိုအသေးကြီးမကူရပဲနဲ့သိရမလားကိုယ်စိတ်ကြိုက်လေးတွေစိတ်ကူးရှိလိုလေးတွေလိုက်ဆော့လို့ရတဲ့ပုံစံမျိုးအတီပတီလေးတွေကိုလုပ်ပေးထားပါတယ်တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ chapter 1 more khasap ဆိုတဲ့ဒီ project က ready to move ဖြစ်တယ်ပြီးသွားလို့ရှိရင်ဘတ်3တန်းကနေပြီးတော့မှစပြီးဝယ်လို့ရတယ်ဘတ်6တန်းတိရှိတယ် square meter ဆိုလို့ရှိရင်28 30 34 50နဲ့မှ3ဆိုပြီး square meter ရှိတယ်1 bedroom plus 2 bedroom ဆိုပြီးတော့လည်းရှိသေးတယ်ဆိုတော့1 square meter ကိုဘတ်3သိန်းဆွန်းကနေစဝယ်လို့ရတယ်ဖြစ်တယ်အကောင်းဆုံး promotion တစ်ခုရှိတယ်အဲ့ဒါကတော့ကျွန်တော်တို့ Snow White Center Company ကနေပြီးတော့မှအထူး promotion အစီအစဉ်လေးရှိပါတယ်ဒီ chapter 1 more Kasak ဆိုတဲ့ project ကိုဝယ်ရင် developer ကပေးတဲ့ visa SCB bank account တွေရတဲ့ပြင် Snow White Center ကပေးမှာကတော့ဘတ်3တန်းနဲ့အထက်ဝယ်ယူတဲ့သူဆိုလို့ရှိရင်ကျွန်တော်တို့ iPhone Air 256 GB ပေးသွားမှာပဲဖြစ်ပါတယ် brand new เนาะ parking ကိုပေးသွားမှာပဲဖြစ်ပါတယ်ဘတ်4တန်းနဲ့အထက်ဝယ်ယူတဲ့လူဆိုလို့ရှိရင်တော့ကျွန်တော်တို့ iPhone 70 Pro Max 256 GB parking ကိုပေးသွားမှာဖြစ်ပါတယ်ဘတ်6တန်းနဲ့အထက်ဝယ်ယူတဲ့သူဆိုလို့ရှိရင်တော့ Honda Click 160ဆိုင်ကယ်ကိုပေးသွားမှာပဲဖြစ်ပါတယ်ဆိုင်ကယ်ကတော့2020 model ဖြစ်တဲ့ကြောင့်မလို့အသစ်တော့မဟုတ်တော့ဘူး second ပဲဖြစ်မှာဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုး developer ကပေးတဲ့ promotion တွေလည်းရယူမယ် Snow White ကနေပေးတဲ့ promotion တွေလည်းရယူပြီးတော့ဒီ low rise ရှစ်လွှာရှိတဲ့ဂျွန်မောင်လေးစိတ်နာကဒီ project ကိုအမြန်ဆုံးပဲဝယ်ယူဖို့ကျွန်တော်တို့ Snow White Center Company ကိုအမြန်ဆုံးဆက်သွယ်မေးမြန်းဝယ်ယူနိုင်ပါတယ်ခင်ဗျာကျေးဇူးပါ okay